welcome back from the vlog that I traveled solo in Chiang Mai Park 4. တကယ်တော့သူကသာပြုံးနေရစကတ်တူတူနဲ့ဆိုင်ငယ်နောက်ကနေလိုက်စီရလွယ်တော့မလွယ်ပါဘူးရှင်လှုပ်ချင်တာလုပ်ပြီးွားရင်တော့အလှဆုံးပြုံးနေတတ်တာတော့ကျွန်မပါရှင်လက်စွပ်လုပ်တဲ့ art workshop ဆိုင်မှာပြီးသွားတာနဲ့ Central Festival Shopping Mall ကိုတခါရဲရောက်လာခဲ့ပါတယ် Shopping Mall ကိုသာလာရဲလူရဲ့ fashion ရလေ bike ကလည်းစီးလာရဲပြီးသွားတော့စပင်းကြီးကလည်းပွားရှုပ်ပြီးတော့backpack အကြီးနဲ့ခေါင်းဝင်အတူနဲ့ဆိုတော့အရန်ကြီးကိုတော့ဂူကာနေရုပ်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့လည်းလှနေစေပါပဲအဲ့နဲ့လှုပ်ရှားရှိရလုပ်ပြီးသွားတော့ဘောင်းမီသွားလဲပါတယ်ဘောင်းမီရှိပါဆိုင်ငယ်စီးရဲ့ခါကျရင် bubble sketch ကြီးကဘူဘောင်းကြီးလိုပဲဖြစ်နေလို့ပါရှင် and then ပြီးသွားတော့မပြန်ခင်လေးမှာ musically တစ်ဖြတ်နားထောင်ခဲ့ပါတယ် So I'm heading down to the place where I can eat something like dim sum. နေကင်းထမင်းစားခြင်းရောက်တော့ dim sum ရမ်းစားချင်တာနဲ့ bike နဲ့ dim sum ဆိုင်ကိုတေချာ research လုပ်ပြီးတော့သွားခဲ့ပေါ့နော်အဲ့ dim sum ဆိုင်က review တော့ကောင်းကောင်းရှိတယ်ပေါ့နော်အဲ့တော့တေချာ research လုပ်ပြီးသွားခါမှာပဲ Google Map မှာကျတော့ open ဖြစ်ထားပြီးတော့သွားတဲ့ခါမှာတော့ပိတ်သွားပါတယ်ရှင်အဲ့တော့နောက်ထပ်တစ်နေရာဖြစ်တဲ့မြန်မာဆိုင်ပေါ့နော်အဲ့ဆိုင်ကိုလည်းသွားခဲ့တယ်ဒါပေမဲ့မြန်မာဆိုင်မှာလည်းအဲ့လိုပဲကားနဲ့သွားပြီးတော့ပိတ်သွားပါတယ်ရှင်။အဲ့နဲ့နောက်ဆုံးမှာအကြံကုန်ကလုံးစားချက်ဆိုသလို 7-Eleven ကိုရောက်ခဲ့ပါတယ်ရှင်။ 7-Eleven မှာတခုခုဝယ်စားမယ်ဆိုပြီးတော့ပေါ့။နောက်ဆုံးမှာတော့မတင်းနေတာနဲ့ 7-Eleven အရှိက149ဘတ်ထင်တယ်ကျွန်မအထင်ပေါ့နော်149ဘတ်ပဲပေးရတဲ့ဘူဖေးဆိုင်ပေါ့နော်မုခထဆိုင်ကိုရောက်ခဲ့ပါတယ်အဲ့ဆိုင်ကနှစ်ခါရှိပြီးစားတာအရန်လဲအဆင်ပြေခဲ့ပါတယ်ဒါပေမဲ့အခုတော့ဈေးကဘယ်လောက်လဲမသိဘူးပေါ့နော်တော်တော်များများညနေပိုင်း9နာရီနောက်ပိုင်းဆိုရင်လူကစားစီလာပြီဆိုင်ရဲ့ location လေးကိုတော့ကိုကက်မတ်မှာမှတ်ထားမိလို့ sorry ပါရှင်သိချင်တဲ့သူရှိရင်တော့ပြန်ရှာပြီးတော့ပို့ပေးပါမယ်ရှင်ဆိုင်က seafood ကတော့နည်းနည်းချတာနှီးရပေါ့နော်ပစုံဆိုလည်းနည်းနည်းတော့သေးပါတယ်ဒါပေမဲ့ဝတ်သားတို့ဘာလို့အသားစားတတ်တဲ့သူဆိုရင်တော့တော်တော်အဆင်ပြေပါတယ်ရှင်စားတာစားခဲ့ရအဲ့နေ့ကဆိုရင်မူကထကိုတနာရီပဲစားခဲ့ရပါတယ်ဘာလို့လဲဆိုတော့လင်းရင်ချင်းကမမီတော့ပါဘူးရှင်ဥမှန်ဆိုရင်မူကထကို2နာရီ3နာရီထိုင်စားတဲ့သူကအခုတော့မြ мян လင်းချင်းမမီမှဆိုလို့စားပြီးတော့တခါရဲ့အမြန်လေးစိတ်ကိုတန်းသွားပါတယ်ရှင်ချင်းမရဲ့ကြက်ပေါင်းများစွာနဲ့ vlog ကတော့ပြီးပါပြီဒါပေမဲ့ perfect မှာလေးစိတ်မှာဘယ်လိုမျိုးကြက်ထားခဲ့လဲဆိုတာကိုတင်ပေးပါမယ်ရှင် so see you guys in part 5 alrighty bye guys